ရောက်ကောင်းဝတ်ထားတဲ့ကောင်မလေးကိုမျောနေမယ်နော်ဟုတ်ပြီအိဗရက်ဘာရောင်လေးဝတ်ထားလဲအစိမ်းရောင်လေးဝတ်ထားတယ်ကောင်းဝင်လေးပေါ့ဟုတ်တယ်ခေါင်းဝင်လေးနဲ့အစိမ်းရောင်လေးနဲ့ကောင်မလေးလာမှာအစိမ်းရောင်လေးလားဟုတ်ပြီအိဗရက်အစိမ်းရောင်ကောင်းဝတ်ထားတဲ့ကောင်မလေးကိုမျောနေမယ်နော်ငါသက်အစိမ်းရောင်ဟုတ်တယ်ခေါင်းဝင်လေးလည်းဝတ်ထားတယ်ဟုတ်တယ်လို့ဆိုမင်းပြောတဲ့အစိမ်းရောင်ကဟုတ်ပါလားဖေ哎呦我的妈ဖေအဲ့ဒီအစိမ်းမဖြစ်ပါစေနဲ့ဒီလာတဲ့အစိမ်းမဖြစ်ပါစေနဲ့တခြားအစိမ်းဖြစ်ပါစေဖေမဖြစ်ပါစေနဲ့အဲ့ဒီအစိမ်းမဖြစ်ပါစေနဲ့ငါဆုတောင်းနေပြပါစေကွာလွယ်ပါစေမင်းယူလာနေတာဟုတ်တယ်ဒီလာနေတာအေးဘယ်နောက်ကျသွားလားကိုကိုနောက်မကြောက်စောနေတာအနာစောနေတာအစရတောင်းမလာသိဘူးအမေတို့ကလုံးပြန်ပြီးနေရတဲ့ကရောက်တယ်ဗျာတောက်နဲ့မညောင်းလားကြောက်သွားလားဟာအမေမညောင်းပါဘူးမညောင်းပါဘူးလေအော်ပြောတဲ့ဒုက္ခပဲအမေတားမေကိုပြောမယ်အမေတို့ကလေလုံးပြန်ပြီးဟိုအမေကလေမာယာနေပြီးတော့ဘလို့ဖြစ်ပြီးအဗရက်ချိုဖြစ်သွားတာလေအဗရက်ချိုကအကောင့်နာမည်လေသွားပြီကွာအကောင့်နာမည်လေနာမည်နောက်လာလေးဆိုအမေပဲယူထားတာဘယ်ဆရာနဲ့သွားမေးလဲဟမ်ပုရိကယောက်ျားတွေကိုဒုက္ခမပေးပါနဲ့အမေရဲ့တားတော့မှပါနဲ့လက်ရှိအမေရဲ့ဘဝနဲ့ပဲအမေဖြတ်သားသားပါလောကတိုင်းသားမေကိုပြောမယ်အမေနဲ့သားနဲ့ line မှာကျူတော့ကအမေဒီပုံစံမဟုတ်ဘူးလေဟုတ်တယ်နော်ကိုတည်ဟုတ်တယ်မလားဟုတ်တယ်တားပြမယ်နော်အမေတို့ကအပြင်နဲ့အထက်တခြားစီပဲအမေတို့ကအောက်တန်းကြတယ်အမေတို့စိတ်တက်တယ်ဒီမှာတားပြမယ်ဒီပုံလေးအမေဝိုင်းခွာလေးကြိုင်တဲ့ဖွေးလေးဒီကောင်မလေးကဘာလုပ်လဲအဲ့ဒါမာယာငယ်တော့ကပုံလေအဲ့ဖုန်းနဲ့ရိုက်ပြီးအဖက်တင်ထားတာသွားပါပြီကွာအဲ့ဖုန်းနဲ့ရိုက်ပြီးတော့သူ့ပုံအဖက်တင်ထည့်ထားတာနဲ့တုံးတက်တယ်အဖက်တွေထည့်တတ်တယ်နော်လုံးတက်တယ်နော်တာသမီးနဲ့ပြီးပါကြမှာငရေတွေမပေးပါနဲ့အမေရဲ့အမေလုံးပုံတွေတစ်စက်မှကိုမဟုတ်ဘူးအမေစဉ်းစားကြည့်လေအမေစပေါ်လာတဲ့တာကိုကောင်းတိုးတွေတစ်စက်မှမပေးဘူးအမေတောက်နဲ့အမေလျှောက်သွားတာအကုန်ရောက်တယ်မာဆက်ဆိုလဲအမေရောက်တယ်ဟုတ်တယ်နော် KTV ဆိုလဲအမေခြေရကြီးပဲဟုတ်တယ်နော်အခုပန်းကြံဆိုလဲအမေလာလိုက်တာပဲတခါတလေအပြောင်းလေးဖြစ်တော့အမေတင်းတန်းကုန်းလေးပါလေမသွားကြည့်ဘူးလားဟာအမေတာတောင်းဆိုတာပါအမေကအသက်ဘယ်လောက်လဲ62နှစ်လေသွားတင်ပြီလေအမေရဲ့ဟုတ်တယ်မလားကွာဟဲ့ငါတောင်းဆိုတာမမားပါဘူးနော်မမားပါဘူးငါမလုံတော့မသားမလုံပါဘူးအမေမသွားကြည့်ဘူးလားကိုပြောတဲ့တင်းချိုင်းကုန်းဆိုတာကတော့မာရအနေနဲ့ငယ်ပါသေးတယ်ကိုရဲ့သူ့အနေနဲ့ငယ်သေးတယ်တဲ့မင်းတို့ပဲသွားလိုက်ပါတော့ကွာသူကတက်လုံးချီဦးလက်ပဲပုံမပေါ့ဘူးအမေတို့ကလေလုံးလိုက်ရင်လေကိုယ့်ဘက်ကိုရတဲ့လက်မျိုးအမေအောက်ဘူးတို့ထပ်စစ်အကယ်ဒမီနဲ့မပေးပါနဲ့မေတားတောင်းမှပါတယ်မင်းတကယ်ပဲတရားစခန်းဝင်တော့မှလားငါတဲ့လားဟုတ်တယ်မာယာဆိုတဲ့ဒီဘွားတော်နဲ့ငါဝေးဖို့ရအတွက်တရားစခန်းဆိုတဲ့ဒီလမ်းပဲရှိတော့ငါတရားစခန်းအပြီးဝင်တော့မယ်ကွာမာယာရေစက်ကိုကြာတော့ငါကြောက်လာပြီနောက်ထပ်တွေ့ရရင်ငါသေသွားနိုင်တယ်မတွေ့ရတော့မတွေ့ချင်တော့စိတ်ကုန်လာငါစိတ်ပြက်လာပြီသူနဲ့ဝေးဖို့ရအတွက်တရားစခန်းကိုသွားပြီတန်ရောစင်ကျိုးတန်တရားကျိုးတွေကိုငါဖြတ်တော့မယ်ကွာ